6ပတ်ဆိုတဲ့အချိန်တစ်ခုဟာဘောလုံးလောကရဲ့ကံကြမ္မာတစ်ခုလုံးကိုပြောင်းလဲပစ်ဖို့လုံလောက်တဲ့အချိန်တစ်ခုပါ2026မေလမတိုင်မီထိတော့ဂျိုဆေးမော်ရင်ဆိုတဲ့နာမည်ဟာရီယယ်မက်ဒရစ်ရဲ့အနီးပြတ်တစ်ဖြစ်လာဖို့လုံးဝမဖြစ်နိုင်တဲ့အိမ်မက်တောင်မမတ်ရဲတဲ့စီးရင်ထဲမှာရှိနေခဲ့တာပါသူရီယယ်မက်ဒရစ်ကနေထွက်ခွာခဲ့တဲ့2013ခုနှစ်တုန်းကအခြေအနေတွေကိုပြန်ကြည့်ရင်အတော်လေးကိုယုံဆိုးခဲ့ပါတယ်အဝေးလဲကန်တွေကပြဿနာတွေဒေတာတွင်းမီဒီယာတွေရဲ့ပြိပခါတွေနဲ့အတူအဲ့ဒီ3နှစ်တာကာလကိုမော်ရီယိုကိုယ်တိုင်ကခက်ခဲလွန်းတဲ့ပြင်းထန်လွန်းတဲ့အကြမ်းဖက်လူနှိပါရောထွေးနေခဲ့တယ်လို့ပြန်လည်တင်စားခဲ့ရတဲ့အထီပါပဲအဲ့ဒီနောက်ပိုင်းမော်ရီယိုရောက်ရှိခဲ့တဲ့အသင်းတိုင်းဟာလည်းနာမည်ကြီးပေမဲ့ပုံရိပ်တွေဟာတစ်ခုတက်တစ်ခုပုံမသိငယ်လာခဲ့ပြီးသူဟာဘောလုံးလောကရဲ့ထိပ်တန်းအဆင့်နဲ့ဝေးကွာရာလမ်းကြောင်းတိုင်းရွေးရှားနေပြီလို့အားလုံးကထင်ကြေးပေးခဲ့ကြပါတယ်ဒါပေမဲ့2026ခုနှစ်ဇွန်လမှာတော့တစ်ကမ္ဘာလုံးကိုအံ့အားသင့်စေရင်စန်တီယာဂိုဘာနေဗျူကွင်းကြီးစီမော်ရီယိုတယောက်ဒုတိယကြိမ်ပြန်လည်ခြေချလာခဲ့ပါတယ်အပြင်လူတွေအတွက်ရုတ်တရက်ဆန်လာတဲ့ဒီအလှည့်ပြောင်းတွေဟာအသင်းရဲ့ဥက္ကဋ္ဌဖလော်ရင်တီနိုပီရက်စ်ရဲ့အနီးကပ်အတိုင်းဝိုင်းတွေအတွက်တော့မဆန်းလှပါဘူး2013မှာလမ်းခွဲခဲ့ကြပေမဲ့ပီရက်စ်ရဲ့စိတ်ထဲမှာမော်ရီယိုနဲ့ပတ်သက်ရင်တန်ရုံးစင်နဲ့အမတ်တရတွေအမြဲတမ်းရှိနေခဲ့တာပါဂွာဒီယိုလာရဲ့အကောင်းဆုံးပုံစံဖြစ်နေတဲ့ဘာစီလိုနာအသင်းကိုရမတ်စံချိန်တွန်ကိုစံချိန်တွေနဲ့နိုင်ယူပြီး2011-2012ရာသီလာလီဂါဖလားကိုသိမ်းပိုက်ပေးခဲ့တဲ့ပုံရိပ်တွေ2011ကော်ပါဒရေးနဲ့2012စပိန်စူပါဖလားတွေမှာဘာစီလိုနာကိုဒူးထောက်စေခဲ့တဲ့ပုံရိပ်တွေကိုပီရက်စ်တယောက်ဘယ်တော့မှမမေ့ခဲ့ပါဘူးအသင်းကနေထွက်ခွာသွားချိန်မှာကစားသမားချို့နဲ့အဆင်မပြေခဲ့ပေမဲ့ပီရက်စ်ရဲ့စိတ်ရင်းမှန်တဲ့လေးစားရဆုံးနီးပြဟာမော်ရင်ဟိုပဲဖြစ်ပါတယ်ဒီဇလန်စတင်ခဲ့တာကတော့2025ခုနှစ်ဒီဇင်ဘာလတုန်းကပါရီရဲအသင်းရဲ့နီးပြဖြစ်သူဇာဗီလွန်ဆိုဟာရလက်ပိုင်းရိုင်နေလာတာကြောင့်9လအကြာမှာပဲပီရက်စ်ကသူ့ကိုထုတ်ပစ်ဖို့ဆုံးဖြတ်ခဲ့ပြီးသူ့ရဲ့ယုံကြည်ရတဲ့အတိုင်းဝိုင်းမှာမော်ရီဟိုရဲ့နာမည်ကိုစတင်ရေးရွတ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမော်ရီယိုကဘင်ဖီကာအသင်းနဲ့2နှစ်စာချုပ်ချုပ်ဆိုထားတာ3လပဲရှိသေးလို့ဒါမဖြစ်နိုင်တဲ့ကိစ္စလို့အားလုံးကယူဆခဲ့ကြပါတယ်။ဒါကြောင့်အရန်အသင်းရဲ့နီးပြဖြစ်သူအာဗီလိုဟာကိုယာယီနီးပြတာဝန်ပေးခဲ့ရပါတယ်။ဒါပေမဲ့ရာသီဝက်မှာမထင်မှတ်ထားတဲ့ဇက်ရှင်တွေတက်လာခဲ့ပါတယ်။အတွေ့အကြုံနည်းတဲ့အာဗီလိုဟာချန်ပီယံလိအုပ်စုနောက်ဆုံးပွဲစဉ်မှာမော်ရီဟိုရဲ့ဘင်ဖီကာအသင်းနဲ့ထိပ်တိုက်သွားတွေ့ခဲ့ပါတယ်။ပွဲကပြင်းထန်လွန်ခဲ့ပြီးမက်ဒရစ်ဘက်ကကစားသမား2ယောက်အနီးကပ်ပြထုတ်ပယ်ခံခဲ့ရသလိုပွဲပြီးကနေနောက်ဆုံးမိနစ်မှာဘင်ဖီကာကိုသမားထရူဘင်ရဲ့ခေါင်းတိုက်ကိုကြောင့်မက်ဒရစ်တို့အရေးနှိမ့်ခဲ့ရပါတယ်။အဲဒါကြောင့်ပဲပလေအော့အဆင့်မှာဒီနှစ်သင်းပြန်လည်ရင်ဆိုင်ဖို့ဖြစ်လာခဲ့ပါတယ်။လစ်ဘုံမှာကစားခဲ့တဲ့ပထမကြော့ပွဲစဉ်မှာတော့ပုံမဆိုးရတဲ့အရှုပ်ထွေးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဘင်ဖီကာတောင်ပန်ကစားသမားပရက်စတီယန်နီကဗီနီစီရဲ့ဂျူနီယာကိုစော်ကားခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်ကြောင့်ပွဲရပ်တန့်ခဲ့ရပါတယ်။အဲ့ဒီအဖြစ်အပျက်ပေါ်အဲ့ဒီညမှာမော်ရီယိုကဗီနီယာရန်ဆွားခဲ့သူဖြစ်တယ်လို့မှတ်ချက်ပေးခဲ့တာကြောင့်ဗီနီရှိနေသမျှမော်ရီယိုဘယ်တော့မှရဲစီပြန်လာမှာမဟုတ်ဘူးလို့လူတိုင်းကထင်ကြေးပေးခဲ့ကြပါတယ်။ဒါပေမဲ့မက်ဒရစ်ဘက်ကဘာမှတ်ချက်မှမပေးခဲ့သလိုနောက်ပိုင်းမှာတော့ဗီနီကိုတိုင်ကမော်ရီယိုနီးပြဖြစ်လာရင်လည်းဘာပြဿနာမှမရှိဘူးလို့ပြောဆိုခဲ့ပါတယ်။နီးပြအာဗီလိုဟာကရီယယ်မက်ဒရစ်ကိုမန်စီးတီးကိုအနိုင်ရအောင်ဦးဆောင်ပေးနိုင်ခဲ့ပေမဲ့နောက်ကွယ်မှာတော့ပီရက်စ်ရဲ့စိတ်ထဲမှာမော်ရီယိုကိုပြန်ခေါ်ဖို့ရှင်းလင်းတဲ့အစီအစဉ်တစ်ခုကရှိနေပြီးသားပါ။ပိုချက်တီနိုဒေးရှော့အမရီကလော့နက်စကာလိုနီအစရှိတဲ့နာမည်ကျော်နီးပြများစွာထွက်ပေါ်ခဲ့ပေမဲ့အသက်89နှစ်အရွယ်ပီရက်စ်ကတော့ရီယယ်အသင်းရဲ့နီးပြကိုဥက္ကဋ္ဌကိုယ်တိုင်ပဲရွေးချယ်ရမယ်ဆိုတဲ့မူအတိုင်းမော်ရီယိုကိုပဲပြစ်မှတ်ထားခဲ့ပါတယ်။အထူးသဖြင့်အဝေးလဲကန်ထဲမှာချူအာမီနီဘယ်ဘာဒီတို့လက်သီးချင်းပြိုင်ကြတဲ့အထိတဲမှမှုတွေမြင့်တက်နေခြင်းမှာဒီလိုဗျမ်းမရာအခြေအနေတွေကိုမော်ရီယိုတယောက်ပဲထိန်းချုပ်နိုင်မယ်လို့ပီရက်စ်ကယုံကြည်ခဲ့တာပါ။ဒါအပြင်အန်ဆလော့တီဇီဒန်တို့လိုပဲပီရက်စ်ဟာသူယင်းနှီးကျွမ်းဝင်ပြီးသားနီးပြတွေကိုဒုတိယအကြိမ်ပြန်ခေါ်လို့ရှိတဲ့အလေးထားကလည်းရှိနေပါသေးတယ်။မေလ25ရက်နေ့မှာမော်ရီယိုကိုနီးပြဖြစ်တရားဝင်ကြေညာဖို့ပြင်ဆင်နေခြင်း2ရက်လုံမှာတော့ရီယယ်ဥက္ကဋ္ဌရွေးကောက်ပွဲမှာစီးပွားရေးလုပ်ငန်းရှင်ရီကယ်မေကပီရက်စ်ကိုဝင်ရောက်ရှင်ပြိုင်မယ်လို့ကြေညာခဲ့ပါတယ်။ဒီရွေးကောက်ပွဲကြောင့်မက်ဒရစ်စာချုပ်ပါမူလဖြတ်သိမ်းခြင်းယူရို6သန်းအစားပင်မီကာအသင်းစီယူရို15သန်းအထိတိုးပေးလိုက်ရပါတယ်။ဒါပေမဲ့မော်ရီယိုရဲ့နာမည်ဟာပီရက်စ်အတွက်ရွေးကောက်ပွဲအောင်နိုင်ရေးအဓိကလက်နက်တစ်ခုဖြစ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဇွန်လမှာပီရက်စ်ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်မော်ရီယိုဟာစပိန်မြေသို့ပြန်လည်ခြေချလာခဲ့ပြီးဇွန်လ17ရက်နေ့မှာတော့ရီယယ်မက်ဒရစ်အသင်းရဲ့နီးပြဖြစ်တရားဝင်ဖြစ်လာခဲ့ပါတယ်။2024ခုနှစ်ကတည်းကအဓိကစူပလာများရှိသေးပဲအကြောင်းထနေတဲ့အဝေးလဲကန်ကိုကင်တွယ်ရရမယ့်မော်ရီယိုအတွက်ဒီတာဝန်ရအင်မတန်ခက်ခဲလာပါတယ်။ဒါပေမဲ့ပီရက်စ်ကတော့သူနဲ့သူ့ရဲ့ special one ဟာဘာနေဗျူးစီအောင်မြင်မှုတွေပြန်လည်ယူဆောင်လာနိုင်မယ်လို့အပြည့်အဝယုံကြည်နေစေပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။တာယာသောနေ့ရက်လေးများပိုင်ဆိုင်ကြပါစေ။